မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဒါလာမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီးဆရာနေတဲ့ပြည်စည်းမှုပိုင်းတွေပြောပြပါဦးပထမဆုံးပွဲဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့တေချာတော့အမှတ်ရအောင်ပေါ့တေချာလေးအောင်ဆိုင်ပြီးပြင်ဆင်ထားပါတယ်ဟုတ်ကဲ့ပါဆရာဒါတစ်ခွက်သားကစားသမားတွေနဲ့ဆရာရဲ့ဒီကစားကွက်ကောဘယ်လောက်ထိအဝင်မှုရှိနေပြီလဲတဖြည်းနဲ့တော့အဝင်လာမှာပေါ့ဆိုတော့အများသောအားဖြင့်တော့အတွေ့အကြုံရှိတဲ့ကစားသမားလေးတွေပါတယ်ဒီပုံမှာတော့အကောက်ပါဘူးဟုတ်ကဲ့ပါဆရာဒါတစ်ခွက်သားကစားသမားတွေရဲ့ဒီဆရာရဲ့ training ပိုင်းမှာဒီအားရကျင်တဲ့မှုကောဘယ်လောက်ရှိလဲတချို့အားလည်းကျင်နေပါတယ်တချို့တော့ထိုက်တင်တော့လိုပါသေးတယ်ဟုတ်ကဲ့ပါဒီတော့ကောင်းလာမှာပေါ့ဟုတ်နောက်ဆုံးနေတဲ့အတင်းရဲ့ပြည်သက်တွေစကားလေးပြောပြပါကျေးဇူးတင်လာပြီးဖို့တိုက်တွန်းလိုပါတယ်မင်္ဂလာပါကိုမင်္ဂလာပါဟုတ်ကဲ့ပါမနေ့ကပွဲတင်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ထားမှုပိုင်းတွေပြောပြပါကျွန်တော်မနေ့ကပွဲလိကရဲ့ပွဲစားပါနော်အဲ့ပွဲတော့တေချာလေးပြင်ဆင်ထားပါတယ် training ရအစပွဲတိုင်မှာအခုရဲ့ဒီမိနစ်ကဒီ Golden Champion စုခြေသွမ်းကိုပေါ့နော်အခုအနေနဲ့ဒီနေ့မှာဆက်ပြီးထိန်းသိမ်းနိုင်မယ်လို့ပြောနေထားတာဆက်ပြီးထိန်းသိမ်းနိုင်မှာအကောင်းဆုံးကြိုးစားနေရပါတော့အတင်းအဓိကတော့အတင်းအနိုင်ရရှိဖို့ကအဓိကပေါ့နော်အဲ့အတွက်လည်းတေချာလေးကြိုးစားပြင်ဆင်နေပါတယ်ဟုတ်ကဲ့ပါအခုနောက်ဆုံးအနေနဲ့တင်းရဲ့ပြည်သက်တွေရဲ့စကားလေးပြောပြပါကျွန်တော်ပြည်သက်တွေကိုပွဲတိုင်းအနိုင်ရရှိအောင်ကြိုးစားနေပါတယ်လို့ကွင်းထဲလဲလာရောက်အားပေးပါအောင်လို့ပြည်သက်တွေဖိတ်ခေါ်ပါတယ်